ဆိုတော့ဒီနေ့မှာကျွန်တော်ကြမ်းချက်ရွေးထားသလိုကျွန်တော်တို့ရဲ့ခေါင်းစဉ်မှာကဘာလဲဆိုရင်အသက်တရားကိုရွေးယူလို့ဆိုပြီးပေါ့နော်ကျွန်တော်ဒီနေ့မှာအရောက်တိုင်းကိုဝိငင်ခွန်အားပေါ့နော်အတူတကွစားဖို့ယူဖို့အားယူဖို့နော်ကျွန်တော်ပြင်ဆင်ထားတယ်အသက်တရားကိုရွေးယူလို့ကျွန်တော်တို့အခြေခံတဲ့ကြမ်းချက်ကတော့တရားဟောရခြင်းအခန်းကြီး30အငယ်15ကနေ20အထိဖြစ်တယ်ဆိုတော့လူဘဝဟာကျွန်တော်တို့ကြည့်မယ်ဆိုရင်နေ့စဉ်နေ့တိုင်းအချိန်တိုင်းပဲဘယ်ဟာကိုရွေးရမလဲဆိုပြီးရွေးရမယ့်အခြေအနေမှာကျွန်တော်တို့အများအားအသက်ရှင်နေမဟုတ်ဘူးလားနော်ဥပမာဆိုရင်ကျွန်တော်ထိုင်မလားထမလားအဲ့ဒါကိုကရွေးချယ်တာပဲလေမဟုတ်လားတော့မဟုတ်ရင်ဥပမာစာဖတ်မယ်မဖတ်ဘူးနော်ဆူတောင်းမယ်မတောင်းဘူးကျမ်းစာဖတ်မယ်မဖတ်ဘူးပေါ့တော့မဟုတ်ရင်တရားစကားနားထောင်မယ်တော့မဟုတ်ရင်တခြင်းနားထောင်မယ်ကိုယ့်ရဲ့သဘောပဲဖြစ်တယ်ဆိုတော့ရွေးချယ်ပိုင်ခွင့်ဆိုတာကကိုယ့်ရဲ့သဘောဖြစ်တယ်လို့နေ့စဉ်နဲ့အမျှကျွန်တော်တို့ဟာရွေးဖို့ဒီကြီးပဲဖြစ်တယ်ဒါကြောင့်ရွေးတဲ့အခါ၌ကောင်းတဲ့အရာဖခင်ရဲ့အလိုတော်ကိုကျွန်တော်တို့ရွေးတတ်ဖို့အရန်အရေးကြီးတယ်ဥပမာတစ်ခုနဲ့ဒီမှာเนาะကျွန်တော်ပြောချင်တာကဘယ်သူလဲဆိုရင်ရောဆာဖတ်လို့ခေါ်တယ်အဲ့ဒီရောဆာဖတ်ကအမျိုးသမီးတယောက်သူက1955ခုနှစ်ကအလဘားမားပြည်နယ်ဘယ်မှာလဲဆိုရင်မန်ကိုမရီတဲ့เนาะမွန်ကိုမရီမြို့၌နေတဲ့သူတယောက်ဖြစ်တယ်ဆိုတော့1955ခေတ်တုန်းကဆိုရင်အမေရိကန်မှာလူဖြူနဲ့လူမဲကလူမျိုးခွဲခြားမှုအရန်ပြင်းထန်တဲ့အချိန်ဖြစ်တယ်ဆိုတော့ဒီရောစဖတ်ကဘတ်ကားမြို့ပြဘာလဲ sorry မြို့ပြဘတ်ကားပေါ်သူစီးတဲ့အချိန်၌သူကထိုင်ပြီးစီးနေတာသူနာမှာလူဖြူတယောက်လာပြီးလူဖြူကငါ့ကိုနေရာပေးတဲ့ဒါပေမဲ့အဲ့ဒီရောစဖတ်ဆိုတဲ့လူမြတ်မျိုးသမီးတယောက်ကမပေးချင်ဘူးငါလည်းထိုင်ခွင့်ရှိတယ်ဆိုပြီးသူထိုင်နေတာသူလုံးဝမပေးချင်ဘူးဒီလိုနဲ့ပြဿနာကြီးကျယ်ဖြစ်လာပြီးနောက်ဆုံးတော့ဘာဖြစ်လာတယ်လဲဆိုရင်နော်လူအခွင့်အရေးfight ဖို့ပေါ့နော်အခြေအနေထိဖြစ်လာပြီးဒီရောစဖတ်ရဲ့လှုပ်ရှားမှုအပြင်တန်းတူအခွင့်အရေးတွေလည်းရလာကြတယ်ဒီရောစဖတ်နဲ့မာတင်လူသာကင်းဂျူနီယာပေါ့နော်သူတို့အားလုံးဟာခစ်ပြိုင်ပဲဖြစ်တယ်နော်အဲ့ဒီလိုနဲ့သူကလည်းကျွန်တော်ပြောချင်တာကအဲ့ဒီလူဖြူတယောက်ကိုသူကနေရာပေးချင်သလားမပေးချင်ဘူးလားအဲ့ဒါဘယ်သူသဘောလဲသူ့သဘောဖြစ်တယ်မပေးခဲ့လို့လူအမြင်မှာတော့ခက်တခဏလေးတော့ပြဿနာကြီးကျယ်ဖြစ်တော့များလဲအဲ့ဒီနေရာမပေးခဲ့လို့ဒီနေ့မှာဆိုရင်လူမှုရဲ့ခွင့်ရေးပေါ့နော်တန်းတူခွင့်ရေးလူတွေကရလာခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့တက်တာ၌နော်ရွေးချယ်ပိုင်ခွင့်ရှိတယ်လုံမလားမလုံဘူးလားဒီနေ့ကျွန်တော်တို့ကြည့်ရမယ့်ကျမ်းစာမှာဆိုရင်အသက်တရားကိုရွေးယူလို့ဘုရားသခင်ကကျွန်တော်တို့ရဲ့ရှိနေအသက်တရားကိုပေးပြီးရွေးမလားမရွေးဘူးလားဘယ်သူသဘောလဲဆိုရင်ကုသဘောပဲဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဘုရားသခင်ရဲ့ကပေးတဲ့အသက်တရားကိုတကယ်ရွေးပြီးပြီလားဆိုတာမေးချင်တယ်ပြီးတော့ယုံကြည်သူအနေနဲ့ကဲတင်ချင်းရလို့ရွေးပြီးတော့ညလည်းနေ့စဉ်အသက်တာ၌ဘာလို့အပ်သေးတယ်လဲဆိုရင်ဘုရားရဲ့စကားကိုဆက်လက်ပြီးနားထောင်မလားတော့မဟုတ်ရင်ကိုယ့်အလိုတိုင်းပဲကိုအသက်ရှင်မလားဆိုပြီးဒီနှစ်ခုနော်ရွေးချယ်ပိုင်ခွင့်ရှိတဲ့ကြားထဲမှာပဲကျွန်တော်တို့ကျင်လည်နေတယ်ဒါကြောင့်ဘာမဆိုရွေးတဲ့အခါ၌ဘုရားအလိုတော်တိုင်းရွေးတတ်ဖို့လိုအပ်တယ်ဒါကြောင့်လူတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နော်လူတချို့တွေက common sense ဆိုတာရှိတယ်နော် common sense ဆိုတာကဘာလဲဆိုရင်ကောင်းမကောင်းကိုသူတို့အလိုလိုသိတတ်တယ်လေဟာဒါလို့ရင်တော့မကောင်းဘူးဒါလို့ရင်တော့ကောင်းတယ်ဆိုပြီး common sense ရှိတယ်နော်ဒီ common sense ရှိတဲ့သူတွေကတော့သူတို့ဘာကောင်းတယ်လဲမကောင်းတယ်လဲဆိုတာရွေးနိုင်တယ်ဒါပေမဲ့ common sense မရှိတဲ့သူတွေကတော့ဘာရွေးရမှန်းလဲမသိဘူးเนาะအခု President Trump ရဲ့
rally မှာသူပြောတာက restoring ပါလဲ common sense တဲ့နော်အမေရိကန်နိုင်ငံမှာဘာကြောင့်လဲဆိုတော့အမေရိကန်ပြည်သူပြည်သားတွေက common sense ပါသူတို့ပါလဲပျောက်သွားပြီတဲ့ဒါကြောင့်ပြန်ပြီး restore လုပ်မယ်လို့ပြောတဲ့အတိုင်း common sense မရှိတော့သူတွေကတမန်တရားကိုဘယ်လောက်ပဲကြားကြားဘိုင်းချတတ်နိုင်ခွင့်မရှိဘူးကဲတင်ချင်းကိုလည်းသင်ပေးထက်ကတလဲလဲသင်ပေးရင်လည်းမသင်ပေးနားမလည်နိုင်ကြဘူးနော် common sense မရှိတဲ့သူကဒါကြောင့်ဒီနေ့မှာ common sense ရှိသူမရှိသူတွေကြည့်မယ်ဆိုရင်ဣသရေလလူမျိုးတွေဟာ common sense ရှိသလားဆိုမရှိဘူးနော်ဣသရေလလူမျိုးတွေဟာဘာကြောင့်လဲဆိုရင်ဖခင်ကသူတို့ကိုဖခင်ရဲ့စကားနားထောင်တယ်ဆိုရင်ဂရိတော်၌ပါလဲသူတို့ကြီးပွားမယ်ချမ်းသာကြွယ်ဝမယ်အသက်လည်းရှိမယ်ဒါကိုဖခင်ရဲ့စကားကိုသူတို့နားမထောင်ခြင်းဘူးဆိုတော့ common sense မရှိဘူးလို့ကျွန်တော်ကတော့သူတို့ကိုတတ်မှတ်လိုက်တယ်ဒီနေ့ထိပဲလေတကယ်တမ်းဆိုရင်ဒါပေမဲ့ဒီနေ့မှာဣသရေလလူမျိုးတင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ရောတကယ် common sense ရှိတာနော် common sense ရှိသလားမရှိဘူးလားဆိုတာပေါ့နော်ကျွန်တော်ရှိဦးစွာနဲ့ကျွန်တော်မေးချင်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ကြည့်ရမယ်ကြမ်းချက်ကဘာအကြောင်းလဲဆိုရင်ဣသရေလလူတွေဟာကနန်ပြည်မဝင်ခင်လေးမှာဖြစ်တယ်မောရှေရဲ့နောက်ဆုံးခရီးဖြစ်လာကျွန်တော်တို့တရားဟောရာကျမ်း29 30ကိုဖတ်တယ်ဆိုရင်မောရှေရဲ့နောက်ဆုံးခရီးတွေဖြစ်လာပြီအဲ့ဒီမှာဘာဖြစ်တယ်လဲဆိုရင်မှတ်ထားပေးကြပါဒီတရားဟောရာကျမ်းအခန်းကြီး30အငယ်1ကနေ30ကိုကျမ်းတက်နော်ကျမ်းတက်ပုဂ္ဂိုလ်တွေကဘယ်လိုပြောတယ်လဲဆိုရင် Palestinian Covenant လို့ခေါ်တယ် Palestine ပြည်ငင်လို့ခေါ်တယ်ဟုတ်ပါcovenant ဆိုတော့ပြည်ငင်ပဲလေနော်ပြည်ငင်လို့ခေါ်တယ်ကျမ်းစာထဲမှာ Palestine ပြည်ငင်ဆိုပြီး Palestine ဆိုတာတော့မရှိပေမဲ့အခုကာနာနေရနော်ကာနာပြည်တော့မဟုတ်ရင်ဖျားကပေးတဲ့ပြားရည်နဲ့နှုတ်နဲ့ပြားရည်စီစဉ်တော့ပြည်ဆိုတဲ့အရာဖျားကနော်ပေးတဲ့နေရာဒီ Palestine area ဖြစ်တယ်အဲ့ဒီမှာဖျားစကားနားထောင်တယ်ဆိုရင်သူတို့ကြီးပွားရမယ့်အကြောင်းကိုကျွန်တော်တို့တွေ့တယ်ကျမ်းစာထဲမှာခုနကျွန်တော်ပြောသလို Palestine Covenant ဆိုတာPalestine ဆိုပြီး Covenant ဆိုတာမရှိပေမဲ့သူတို့ဖျားစကား Land Covenant လို့ခေါ်တယ်မီနော်မီပရိငင်ပေါ့မီယာပရိငင်ဆိုပြီး Land Covenant ဆိုပြီးရှိတယ်အဲ့ဒါကသူတို့စကားနားထောင်ရင်ဖျားရဲ့ဗာလဲကျေးဇူးတော်တွေကိုပေါ့နော်သူတို့ခံစားဖို့ဖြစ်တယ်ဆိုတာဒါကြောင့်ဒီကျမ်းချက်လေးကိုကျွန်တော်တို့အခန်းငယ်15လေးကိုကျွန်တော်ဖတ်ချင်တယ်နော်အဲ့မှာကျွန်တော်ဘာတွေ့တယ်လဲဆိုရင်ကြည့်ပါတော့အသက်ရှင်ချင်းချမ်းသာနဲ့တည်ချင်းစင်ရတို့ကိုတင့်ရှိမှယနေ့ငါထား၏ဒါဟာဘယ်သူကပြောတယ်လဲဆိုရင်မောရှေကဣသရေလလူမျိုးတွေကိုပြောတာမောရှေကဘာကြောင့်ပြောတယ်လဲဆိုရင်ဖယားကခိုင်းတဲ့အရာကိုမောရှေကထပ်ပြီးပြန်ပြောရခြင်းဖြစ်တယ်တကယ်ဆိုရင်ဖယားစကားနားထောင်ဖို့ဆိုတာကမောရှေကတစ်ခါနှစ်ခါပဲပြောတာမဟုတ်ဘူးချိန်ပေါင်းမြောက်များစွာပြောနေတာဖြစ်တယ်အခုလေသူကနော်အမြဲတမ်းပြောတော့သူ့ရဲ့နောက်ဆုံးခရီးရောက်လာတဲ့အချိန်မှာမင်းတို့ကိုထပ်ပြောပါတယ်ကြည်ပါတော့အသက်ရှင်ချင်းချမ်းသာနဲ့တည်ချင်းချမ်းသာသင်တို့ရှိမှာရှိတယ်ဣသရေလလူမျိုးတွေအတွက်ဘာအချိန်ရောက်လာတယ်လဲဆိုရင်ဘုရားစကားနားထောင်မလားနားမထောင်ဘူးလားဆိုပြီးသူတို့ဆုံးဖြတ်ချက်ချရတဲ့နေ့ရောက်လာတယ်ဒီနေ့မှာကျွန်တော်တို့ရှိမှာရောဘုရားရဲ့နှုတ်ကပတ်တော်မရှိဘူးလားသူ့ရဲ့ကယ်တင်ခြင်းတရားကျွန်တော်မှမရှိဘူးလားပြီးရင်သူ့ရဲ့စကားကိုနားထောင်ဖို့အချိန်မဟုတ်ဘူးလားဆိုတော့ဖခင်ရဲ့စကားကိုနားထောင်ဖို့လားနားမထောင်ဖို့လားဘယ်ဟာပူရွေးလဲကျွန်တော်တို့ဣသရေလလူတွေကတော့အသက်ရှင်ခြင်းနဲ့ချမ်းသာခြင်းသူတို့ရှိမှချပေးတဲ့အရာဘာကိုရွေးခဲ့တယ်လဲဆိုရင်တည်ခြင်းကိုသူတို့ရွေးတာဒါပေမဲ့သူတို့ကတည်ခြင်းရွေးတယ်လို့မပြော sorry တည်ခြင်းရွေးတယ်လို့သူတို့မပြောပါဘူးနော်ကြည့်လို့ရတယ်ဒီစားတော့နော်အားလုံးfocus နိုင်အောင်တမင်လုပ်တာပါဆိုတော့ဣသရေလလူမျိုးတွေကသူတို့ရွေးတာကအသက်ရှင်ခြင်းကိုသူတို့ရွေးတာမဟုတ်ဘူးဖခင်စကားကိုနားမထောင်ဘူးလေ
တမိုင်းကိုနည်းနည်းလေးခဏကျွန်တော်ပြောမယ်ဘုရားသခင်ကအဗြဟံကိုခေါ်တဲ့အချိန်မှာအဗြဟံကဘယ်မှာနေခဲ့တယ်လဲဆိုရင်အော်ဆိုတဲ့မြို့မှာနေတယ်လေအခုဒီနေ့ခေတ်မှာဆိုရင်အီရတ်နိုင်ငံမှာဖြစ်တယ်အီရတ်နိုင်ငံကနေဣသရေလနိုင်ငံထိရွေးတယ်ခေါ်ခဲ့တယ်သူရောက်ခဲ့တယ်ရောက်ပြီးတာနဲ့ဘာဖြစ်တယ်လဲအစာခေါင်းပါချင်းရှိလို့အီဂျစ်ပြည်မှာသူထွက်သွားတယ်ပြီးတော့ပြန်လာတယ်သူ့ရဲ့သားအိုက်ဇက်လည်းအမှနေဖို့ဖြစ်ပေမဲ့လည်းသူလည်းအိုက်ဇက်လည်းထွက်သွားပြန်တယ်ပြီးရင်အိုက်ဇက်ရဲ့သားဂျာကော့လည်းမထွက်ဘူးလားထွက်တယ်ဂျာကော့လည်းနော်ယာကုပ်လည်းဒီအီဂျစ်ပြည်မှာထွက်သွားတော့သူ့ရဲ့သားမိစင်ဆက်တွေဟိုမှာနေပြီးနှစ်ပေါင်း400ကျော်သူတို့ကဂျွန်ခံတယ်အခုဒီအကြောင်းကဂျွန်ခံပြီးထွက်လာတဲ့အချိန်၌ဂရိတော်ပြည်သို့ပြန်သွားရမယ်ခရီးလမ်းတွေမှာဖြစ်တယ်နှစ်ပေါင်း40ပြီလာပြီနော်သူတို့ဂရိတော်ဝင်ဖို့ဖြစ်တယ်ဒါကြောင့်သူတို့ထွက်လာကြတဲ့ကဖယားကိုရွေးဖို့ပဲဖြစ်တယ်ကျွန်တော်တို့စံစာလဲတင်တဲ့အတိုင်းပေါ့နော်အဲ့ဒီတောလေတဲ့အချိန်မှာသူတို့ဘာလုပ်လဲဆိုရင်ဖယားကိုကူးကွယ်ရမယ်အစားအခြားသောတပါးအခြားသောဖယားတွေကိုသူတို့ကူးကွယ်တယ်ဆိုတာကျွန်တော်တို့သိရတယ်ဆိုတော့ဒီမှာမောရှေကသူတို့ကိုရွေးခိုင်းတာဖြစ်တယ်ဒါကြောင့်သူတို့ကနော်ဖယားရဲ့စကားကိုအမြဲတမ်းဆန့်ကျင်တဲ့အတွက်ခဏပဲမောရှေကသူတို့ကိုပြန်လည်ပြီး remind တာဒီနေ့မှာကြည့်မောရှေပြန်ပြောတာကအသက်ရှင်ချင်းချမ်းသာနဲ့တည်ချင်းစင်ရက်ကိုတင်ရှိ၌ယနေ့ငါထားတယ်နော်ဒါကြောင့်ကျွန်တော်တို့လည်းကြည့်ပါချမ်းသာခြင်းနဲ့အသက်ရှင်ခြင်းနော်အဲ့ဒါတွဲထားတယ်စကလုံးကိုကြည့်မယ်ဆိုရင်တည်ချင်းနဲ့ဗာလဲစင်ရက်ချင်းကိုတွဲထားတာတွေ့တယ်နော်ကျွန်တော်တို့ငယ်တော့မှဆိုရင်ကစားကလေးတွေကစားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဟိုတနတ်ပစ်တန်းနေကစားတဲ့အချိန်မှာတည်ချင်းတလားအသက်ရှင်ချင်းတလားဆိုပြီးမေးလေရှိတယ်လေချင်းစကားနဲ့ဆိုရင်ချီမန်နဒူနော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့လှုပ်တက်လေရှိတယ်တည်ချင်းလားရှင်ချင်းလားဘာလို့လဲမျိုးတော့ရှင်ချင်းလို့ပဲကျွန်တော်ရွေးတတ်တယ်လေဘယ်သူမှဆိုအသက်ရှင်ချင်းကိုတော့ရွေးချင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့တချို့တော်တွေကဒီအသက်ရှင်ချင်းကို common sense မရှိလို့မရွေးတတ်တာဖြစ်တယ်နော်အဲ့ဒီ common sense နော်ကျန်းစာဘယ်လောက်ပဲတင်ပေးတချို့တွေကနားမလည်နိုင်ဘူးနော်ဒီမှာကြည့်ရအောင်တည်ချင်း၌လဲနော်ခန္ဓာကိုယ်တည်ချင်းနဲ့ပါရှိသေးတယ်လေထာဝရတည်ချင်းရှိသေးတယ်လေနော်ကျွန်တော်တို့လူသားတွေအားလုံးကအေဝါကြောင့်ဝိညာဉ်သိနဲ့မွေးလာကြတယ်ဒါကြောင့်ခန္ဓာကိုယ်တည်ချင်းလဲရောက်သလိုထာဝရတည်ချင်းလဲရှိအောင်ပါနော်တည်ချင်းကျွန်တော်တို့ရွေးမိတယ်ဆိုရင်ဒီခန္ဓာကိုယ်တည်မဟုတ်ဘူးဒီထာဝရတည်ချင်းဆိုတာအဲ့ဒါလူတွေကမမြင်တတ်လို့မရွေးတတ်တာတချို့တွေကဆိုရင်ဒီခန္ဓာကိုယ်တည်ပွားပြီးရင်ဝိညာဉ်မရှိတော့ဘူးလို့တောင်မယုံကြဘူးလားနော်ယုံကြတယ်ပြီးရင်အသက်ရှင်ခြင်းကိုကျွန်တော်တို့ရွေးမယ်ဆိုရင်ဒီလောကအသက်ရှင်တဲ့အချိန်၌လဲကျွန်တော်တို့ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းနော်ပြီးတော့အသက်တာ၌ဝမ်းမြောက်ခြင်းလည်းရတယ်လို့ထာဝရအသက်ရှင်ခွင့်လည်းကျွန်တော်တို့ရမှာဒါဟာဒီနေ့မှာကျွန်တော်တို့ရွေးချယ်ရမယ်နေ့ဖြစ်တယ်ဒါကြောင့်နှစ်ကောခန်းကြီး6ထဲမှာယနေ့ဒီဗာလဲကယ်တင်ရာနေ့ရက်ဖြစ်တယ်ဂျေဇုတော်ကာလဖြစ်တယ်ကယ်တင်ရာနေ့ရက်ဖြစ်တယ်ဆိုတဲ့အတိုင်းယနေ့ကျွန်တော်တို့တည်ချင်းလားနော်အသက်ရှင်ချင်းလားတည်ချင်းလားကျွန်တော်တို့ရွေးတတ်ဖို့လိုပါတယ်နော်အခန်းငယ်16ကိုကျွန်တော်ကြည့်ရအောင်ဒီဣသရေလလူမျိုးတွေကိုဗာပြောတယ်လဲဆိုရင်တင်ဒီအသက်ရှင်၍တူးဖွားမိအကြောင်းတင်ဝင်စားလက်တတ်သောပြည်၌တင်၏ဘုရားသခင်ထာဝရဘုရားသည်တင့်ကိုကောင်းချီးပေးတော်မူမိအကြောင်းတင်၏ဘုရားသခင်ထာဝရဘုရားသခင်ကိုချစ်သဖြင့်နောက်တော်သို့လိုက်လျှောက်၍စီရင်ထုံးဖွဲ့တော်မူချက်ပြည့်ညက်တရားတို့ကိုရှောင်လျှောက်လောဟုငါမှာထားသည်ဒီမှာဘုရားသခင်ရဲ့စကားကိုနားထောင်ရင်သူတို့ဘာရမယ်လဲဆိုရင်ခေါင်းကြီးခံစားရမယ်ဆိုတာကျွန်တော်သိတယ်အဲ့ဒီမှာဒီခေါင်းကြီးခံစားရဖို့ဘုရားကသူတို့ကိုဘာခိုင်းတယ်လဲစကားနားထောင်ဖို့ခိုင်းတဲ့အရာကဘာလဲဘုရားကိုချစ်ရမယ်တဲ့ bulletin ထဲမှာကျွန်တော် highlight မယ်ထင်တယ်နော်ဘုရားကိုချစ်ရမယ်ပြီးတော့ဘုရားနောက်တော်တော့လဲလိုက်လျှောက်ရမယ်နော်ပြီးရင်ပြည့်ငတ်တရားကိုရှောင်လျှောက်ရမယ်ဒီဟာကိုပဲလုပ်ဖို့လေ
လူတချို့တွေကဒီဣသရေလလူမျိုးအပါဝင်ဘာကြောင့်ဖယားစကားကိုကျွန်တော်တို့နားမထောင်ချင်ကြတယ်လဲဖယားစကားနားထောင်ခြင်းဟာနှိမ်ချခြင်းဆိုတာကျွန်တော်တို့သိတယ်ဆိုတော့ကျွန်တော်တို့ဘာကြောင့်မနှိမ်ချခြင်းတယ်လဲဘာကြောင့်ဖယားရဲ့စကားကိုနားမထောင်နိုင်တယ်လဲဆိုရင်ကုသဘောငါဆိုတဲ့ဟာအထဲမှာရှိလို့ဖြစ်တယ်အဲ့ဒီငါဟာပဲလေတကယ်တမ်းဆိုရင်ပြဿနာရဲ့အစကကောင်းကင်မှာကျွန်တော်ကြည့်မယ်ဆိုရင်နော်ကောင်းကင်တမန်ဖြစ်တဲ့ Lucifer နော်အဲ့ဒီငါဆိုတဲ့အရာကြောင့်ပဲသူကကောင်းကင်ကနေသူကိုနှိမ်ချခြင်းခံရတာပြီးရင်သူကိုယ်တိုင်လည်းစာတန်ဖြစ်ခဲ့ရတာနော်ဒီမှာကျွန်တော်တို့ကြည့်ရအောင်ဖယားသခင်ရဲ့ခေါင်းကြီးဣသရေလလူတွေကခံစားဖို့ကဖယားကိုချစ်ဖို့ဖယားနဲ့အတူရှောက်ဖို့နဲ့ဖယားရဲ့ပြည်ငယ်တွေကိုလိုက်နာဖို့ပဲဖြစ်တယ်ဒီနေ့မှလည်းကျွန်တော်တို့ဖယားရဲ့စကားကိုနားထောင်လာပြီးเนาะအသက်ကိုရွေးတယ်ဆိုရင်เนาะတာ၍ကျွန်တော်တို့အစဉ်ပြေဖို့ဖယားရဲ့ကောင်းချီးခံစားဖို့ဆက်လက်ပြီးဖယားစကားကျွန်တော်တို့နားထောင်ဖို့လိုအပ်တယ်တမန်တရားတိုင်းရှောက်လန်းဖို့လဲကျွန်တော်တို့လိုအပ်တယ်ဆိုတာသိဖို့သခင်ယေရှုကဘာပြောတယ်လဲဆိုရင်เนาะရှင်ယောဟန်အခန်းကြီး14အငယ်15ထဲမှာသူသခင်ယေရှုကဘာပြောတယ်လဲဆိုရင်ငါကိုချစ်ရင်ဗာလဲငါရဲ့စကားကိုနားထောင်မယ်ငါရဲ့အမိန့်ကိုဗာလဲနာခံမယ်လို့သခင်ယေရှုကပြောတယ်ဒါကြောင့်ဒီနေ့မှာဖခင်ရဲ့စကားကိုကျွန်တော်တို့ဘယ်လိုနဲ့နားထောင်လဲဖခင်ကိုချစ်လို့နားထောင်တာလားတကယ်တမ်းဆိုရင်ကျွန်တော်တို့ကြောင်းတက်တဲ့အချိန်မှာပေါ့နော်ငယ်ငယ်တော့ကဆရာမတွေရဲ့စေကန်းကိုလိုက်နာတာဆရာမကိုချစ်လို့လားတော့မဟုတ်ရင်သူတို့ရဲ့ကြိမ်ကိုကြောက်လို့လားသူတို့ရဲ့ကြိမ်ကိုကြောက်လို့တော့ဒါကြောင့်ဒီနေ့မှာဖခင်ရဲ့စကားနားထောင်တယ်ဆိုတာဖခင်ရဲ့ကြိမ်တုံးကိုကြောက်ဖို့မဟုတ်ဘဲနဲ့သူ့ကိုချစ်ခြင်းဖြစ်ဖခင်ရဲ့စကားကိုကျွန်တော်တို့နားထောင်ဖို့ဖြစ်တယ်နော်ကြောက်လို့နားထောင်တာမဟုတ်ဘဲနဲ့ချစ်ပြီးနားထောင်ဖို့ဖြစ်တယ်ဒါကြောင့်သခင်ယေရှုကနော်ငါကိုချစ်လင်ငါပြည့်ညက်တို့ကိုရှောင်ကြလောတဲ့ကြည့်လေချစ်မှပဲရှောင်မှာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့လူတွေမှားခဲ့လိရှိတဲ့အရာတခုကနော်ဖခင်ရဲ့ပြည့်ညက်တော်ကိုရှောင်တယ်ဖခင်စကားကိုနားထောင်တာကိုစင်ပြခြင်းလို့ပဲဖြစ်တယ်နော်ပြီးရင်ခက်ခဲတဲ့ဗာလဲအခက်အခဲတွေကြားထဲကနေလွတ်မြောက်နိုင်အောင်လို့ပဲကျွန်တော်တို့ဖခင်ရဲ့စကားကိုဖခင်ကိုဗာလဲကျွန်တော်တို့ရှောင်တာဖခင်ရဲ့တမန်တရားကိုသူ့ကိုချစ်လို့သူ့ရဲ့စကားကိုနားထောင်တာမဟုတ်ပဲနဲ့ကိုကျိုးအတွက်ဖခင်ရဲ့စကားကိုကျွန်တော်တို့နားထောင်လေရှိတယ်ဒါကြောင့်ကျွန်တော်တို့တက်တာမှာကိုကြည့်ဖို့အရန်လိုရတယ်ဖခင်ကိုကျွန်တော်တို့စိတ်အရင်းနဲ့ချစ်ရလားဆိုတာဒါကြောင့်ဒီမှာဖခင်သခင်ပေးတဲ့စကားကရှုပ်ထွေးသလားတကယ်တမ်းဆိုရင်မရှုပ်ထွေးဘူးတော့ဒီသုံးချက်ပဲလေထာဝရဘုရားကိုချစ်တဲ့ဖြင့်နောက်တော့လိုက်မယ်ဘုရားကိုချစ်ရမယ်ဘုရားရဲ့စကားကိုလိုက်လျှောက်ရမယ်ပြီးသူရဲ့ပြည့်ညတ်တော်တွေကိုရှောင်ရမယ်အဲ့ဒီသုံးချက်ပဲမရှုပ်ဘူးဘုရားကရှုပ်တာမဟုတ်ဘူးနားလေရအောင်ခက်တယ်လားမခက်ဘူးနားလေဖို့လည်းခက်တာမဟုတ်ဘူးပြီးတော့နားလေခက်လောက်အောင်လှုပ်ဝက်စမ်းကြတဲ့အရာတော့ဖြစ်တယ်လားမဖြစ်ဘူးလှုပ်ဝက်စမ်းကြတာလည်းမဟုတ်ဘူးနားလေရခက်တာလည်းမဟုတ်ဘူးနော်မရနိုင်အောင်ကြားလို့မရအောင်မကြားနိုင်အောင်ဝေးသလားဖခင်ရဲ့စကားကမဝေးဘူးသိရင်ရှိနေအခုရှိနေတယ်ဒါကြောင့်အေသရေလလူတွေလည်းပြန်ကြည့်မယ်ဆိုရင်မောရှိကယနေ့နော်အခန်းငယ်15ကိုကျွန်တော်ပြန်ကြည့်ရင်အသက်ရှင်ချင်းချမ်းသာနဲ့တည်ချင်းဆင်းရဲတော့ကိုတင်ရှင်းနိုင်ငါထားတယ်တဲ့သူ့ရဲ့စကားကနော်ဖခင်ရဲ့စကားကသူတို့ရှိနိုင်ထားပြီးပြီဒါကြောင့်ငါမကြားဘူးငါမသိဘူးဆိုပြီးသူတို့ဆင်ခြင်စရာရှိတယ်လားမရှိဘူးဒီနေ့မှာကျွန်တော်တို့ယုံကြည်သူတွေလည်းဘာကြောင့်ကျွန်တော်တို့ဖခင်အလိုတော်တိုင်းအသက်မရှင်ပဲကိုယ့်ရဲ့အလိုတော်တိုင်းအသက်ရှင်လက်ရှိတာလေဖခင်ရဲ့စကားကိုကျွန်တော်တို့နားမထောင်လို့ပဲဖြစ်တယ်ဖခင်ရဲ့စကားဟာတကယ်ဆိုရင်ဒီနေ့မှာတင်းရဲ့ရှိမှာရှိတယ်ဆိုတာတော့အသက်တဖန်နားလည်စေချင်တယ်အခု
ကျွန်တော်တို့ရဲ့ရှိမှာဖယားရှိတယ်နော်ဖယားရဲ့စကားရှိတယ်ဒါကြောင့်အဲ့ဒီစကားကိုကျွန်တော်တို့ကသူ့ရဲ့စကားကိုလိုက်နာတယ်နော်သူ့ကိုချစ်ပြီးလိုက်နာပြီးရှောင်တယ်ဆိုရင်ကျွန်တော်တို့ဖယားကခေါင်းကြီးပေးမယ်ဒါပေမဲ့ခေါင်းကြီးလို့ကျွန်တော်ပြောတဲ့အချိန်လိုက်ဒီရွှေငွေဥစ္စာယတနာကိုပဲမျက်စိထဲမှာသွားပြီးမမြင်အောင်မိကြပါနဲ့ဖယားရဲ့ခေါင်းကြီးကတကယ်ငြိမ်သက်ခြင်းဖြစ်တယ်နော်ငြိမ်သက်ခြင်းမရှိရင်ဒီလောကကြီးကိုတောင်မှကျွန်တော်ပိုင်ဆိုင်ရင်ဘာအကျိုးရှိတယ်လဲဘာမှအကျိုးမရှိဘူးငြိမ်သက်ခြင်းမရှိရင်ဘာမှအကျိုးမရှိဘူးဆိုတာကျွန်တော်သိနော်ဒါကြောင့်ဖယားရဲ့စကားဟာကျွန်တော်တို့ရှိမှရှိတယ်အဝေးကြီးမှမရှိဘူးနားလေရခက်တာလည်းမဟုတ်ဘူးဆိုတာဒီနေ့မှကျွန်တော်တို့နားလေကြရအောင်ကဲအငယ်19နဲ့18နော်ကျွန်တော်ဖတ်မယ်သူမဟုတ်လင်တင်းနှလုံးသားလွဲသွားသဖြင့်တင်းသည်နားမထောင်ပဲသူတပါးသွေးဆောင်ရာတုတ်လိုက်၍အခြားတပါးသောဖယားကိုဝတ်ပြုတ်ကိုးကွယ်လင်ဂျော်ဒန်မြစ်ကိုကိုး၍ဝင်စားလက်တန့်သောပြည်၌အသက်တာမရှိဧကံအမှန်ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟုယနေ့ငါသတိပေး၏သူရဲ့သတိပေးချက်နော်ဘုရားသခင်ရဲ့သတိပေးချက်ကျွန်တော်တွေ့တယ်တင်းနှလုံးသားလွဲသဖြစ်တယ်သူတို့ရဲ့နှလုံးသားကမကြာခဏမလွဲဘူးလားလွဲတယ်နော်ဧသရလဧကုတ်တုတ်ပြည်ကနေထွက်လာပြီးပင်လယ်နီကိုကြော်လိုက်တာနဲ့သူတို့ရဲ့နှလုံးကဗာလဲလွဲလာပြီသူတို့အကြောင်းကိုကြည့်တယ်ဆိုရင်ဖယားအတွက်ကတကယ်တမ်းဆိုရင်စိတ်နာစရာပဲဖြစ်တယ်ဖယားဟာဖယားမို့လို့သူ့ရဲ့ဂရိတော်၌သူတည်လို့ဒါသူတို့ကိုဆက်လက်ပြီးကြည်နေတာဖြစ်တယ်နော်သူတို့ဘာပြောတယ်လဲမှတ်မိကြသေးတာတော်ထဲမှာရောက်တော့အီဂျစ်ပြည်ကိုတရိရတယ်တဲ့နာတယ်နော်ဖယားအတွက်အီဂျစ်ပြည်ကနေဆွဲခေါ်တယ်ဆိုမှဟိုမှာဆိုရင်အသားတွေလည်းစားတယ်တဲ့နော်အီဂျစ်ပြည်ကိုသူတို့ပြန်တရိရတာဒါကြောင့်သူတို့ရဲ့စိတ်နှလုံးသားကအမြဲတမ်းလွဲတယ်ပြီးရင်ဒီအကောက်တုတ်ပြည်ကနေသူတို့ထွက်လာတဲ့အချိန်တိုင်းဘာလို့ဖို့လဲဖယားကသူတို့ကိုဇစ်ပရောဟိတ်မင်းမျိုးဖြစ်ဖို့ခေါ်ထားတယ်မဟုတ်ဘူးလားနော်ဖယားရဲ့ကောင်းမြတ်ကြောင်းဖန်ရှင်းစဉ်ဖယားရှိတဲ့အကြောင်းကိုသူတစ်ပါးထားနဲ့သူတို့ပြောဖို့တက်တည်ခံဖို့ဖြစ်တဲ့အရာတွားပြီးတက်တည်ခံရမယ့်နေနေတာသာသူတစ်ပါးသောဖယားတွေကိုသူတို့ကကူးကွယ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မောရှေကနောက်ဆုံးအချိန်မှာတတိပြန်ပေးတာသူနော်တင်းတို့စိတ်နှလုံးမလွဲကြပါနဲ့တဲ့လွဲသွားပြီးဖယားစကားနားမထောင်ရင်တဲ့နော်သူတပါးသွေးဆောင်ရာတော့လိုက်ယူပဲအခြားသောဖယားတွေကိုကိုးကွယ်တယ်ဆိုရင်မင်းတို့ဇော်ဒန်မြစ်ကိုးတဲ့အချိန်မှလည်းဗာလဲအသက်ရှည်မှာမဟုတ်ဘူးပျက်စီးခြင်းတို့လည်းရောက်မယ်တဲ့အခုမောရှေပြောတဲ့သူတွေကကျွန်တော်တို့နားလည်ဖို့က second generation နေတော့ပထမ generation အေကုတ်တုတ်ပြည်ကနေထွက်တော်သူတွေအားလုံးတည်သွားပြီသူတို့ရဲ့သားသမီးတွေပဲတောထဲ၌မွေးတဲ့သူတို့ရဲ့သားသမီးတွေဖြစ်တယ်ဒါပေမဲ့ဒီသားသမီးတွေလည်းသူတို့ရဲ့ဖခင်မိခင်နော်တဲ့ခြေရလိုက်လာတယ်လေဒါကြောင့်မောရှေကထပ်ပြီးသူပြောလိုက်ခြင်းဖြစ်တယ်ဒါကြောင့်မင်းတို့ကတော့ဝင်မဲတဲ့ပထမ generation တွေကတော့မဝင်ဘူးခရစ်တော်မှာမဝင်ဘူးခရစ်တော်ပြည်မှာမဝင်ဘူးခဲလက်နဲ့ဘယ်သူလဲဂျောရှုသူတို့နှစ်ယောက်ပဲဝင်တာ first generation တွေကအခု second generation တွေဖြစ်တယ်ဘုရားစကားနားမထောင်ပဲနေရင်ဂျော်ဒန်မြစ်တစ်ဖက်၌နော်ဝင်တဲ့အချိန်မှာလည်းမင်းတို့အသက်ရှည်မှာမဟုတ်ဘူးပျက်စီးခြင်းတို့လည်းရောက်မယ်နော်ပျက်စီးခြင်းတို့လည်းရောက်မယ်တဲ့မောရှေကသူတို့နော်ကိုခဏပဲတတိပေးတယ်ဆိုတာကျွန်တော်တို့တွေ့တယ်သူတို့အတွက်ဖြစ်တယ်တတိပေးချက်ဆိုတာကဘယ်သူအတွက်လဲပေးတဲ့သူအတွက်လားတော့မဟုတ်ရင်အပေးခံတဲ့သူအတွက်လားဆိုရင်အပေးခံတဲ့သူအတွက်ဖြစ်တယ်နော်ဒီနေ့မှလည်းကျွန်တော်တို့ဟာဣသရေလလူတွေနဲ့အတူတူပဲ common sense မရှိဘူးဖျားစကားကိုနားထောင်ဖို့လွယ်လေးပဲအဲ့ဒီလွယ်တဲ့အရာကိုကျွန်တော်တို့နားမထောင်ချင်ကြဘူးဖျားစကားနားမထောင်ရင်နော်ဖျားကကျွန်တော်တို့ကိုဘယ်လိုဆုံးမမလဲတော့ကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့ချစ်တော်သားတွေကိုဗာလဲဆုံးမတယ်လို့ပြောတဲ့အတိုင်းဆုံးမမှာပဲနော်ဆုံးမမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာ
ဖယားစကားနားမထောင်ဘူးတဲ့နော်တင်တို့စိတ်နှလုံးသားလွဲတဲ့ဖြစ်တင်ဒီစကားနားမထောင်ပဲနေလင်းတဲ့နော်သူတပါးသွေးဆောင်ရာတော့လိုက်ရွယ်တဲ့အဲ့ဒါစကားပထမအုပ်ဆုံးစကားနားမထောင်တဲ့သူကပဲသူလဲအေဝါနော်ပြီးရင်သူတပါးသွေးဆောင်ရာတော့သွားတော့သူလဲပဲသူလဲအေဝါနော်အေဝါအသက်တာလေးကိုခဏလေးကြည့်ရအောင်ဖယားစကားနားမထောင်ဘူးဆိုတာကပထမဦးဆုံးလူသားဖြစ်တဲ့အာဒမ်နဲ့အေဝါကလည်းနားမထောင်ဘူးနော်ပြီးရင်သူတို့ရဲ့သားသမီးတွေပြီးရင်ဒီနေ့မှာကျွန်တော်တို့အားလုံးလည်းဖြစ်သေးတယ်ကြည့်မယ်ဆိုရင်နော်အာဒမ်ကြောင့်ကျွန်တော်တို့ပြောတယ်တိလက်နဲ့ကိုတော့ဗာလဲမပြုတ်ပြင်ချင်ကြပါကျွန်တော်တို့နော်အာဒမ်ကိုတော့လက်မျိုးကျွန်တော်အမြဲတမ်းထူတယ်လေကျမ်းစာသင်တဲ့ချိန်မှာလဲအာဒမ်လေဒါပေမဲ့ကိုကသူ့ရဲ့အမှားတိုင်းမလုပ်ဘဲနဲ့ပြုတ်ပြင်လို့ရသလားရတယ်လေဒါပေမဲ့ဆက်ပြီးကိုကလည်းမပြုတ်ပြင်ချင်ဘူးလေနော်ဒါကြောင့်သူတပတ်ကိုထူးဖို့တော့အမြဲတမ်းဆင်သင့်တယ်လက်မျိုးကနော်ဒါဟာလူတဘာဝကဲဒီမှာအေဝတ်ကိုခဏလေးကြည့်အောင်အေဝတ်ကရွေးချယ်ပိုင်ခွင့်ရှိသလားဆိုရင်ရွေးချယ်ပိုင်ခွင့်ရှိတယ်လေဖယားကတစ်တီးမြောက်များစွာကိုစားခွင့်ပြုတယ်ဒါပေမဲ့ကောင်းမကောင်းတိကျွမ်းတဲ့အတီးကိုတော့မစားနဲ့တဲ့ဆိုတော့ तू ကလည်းရွေးချယ်ပိုင်ခွင့်ကြားထဲမှာမနေဘူးလားနေတယ်လေနော်ရွေးချယ်ပိုင်ခွင့်ကြားထဲမှာနေတယ်လို့ तू ရွေးချယ်လိုက်တော့ဘာဖြစ်သွားလဲဖယားကိုနော်မင်းတို့ကောင်းမကောင်းသိမယ်လို့နော်စာတန်ပြောတဲ့အတိုင်းစားလိုက်တော့ကောင်းမကောင်းသူတို့သိတော့များလဲတကယ်တမ်းဆိုရင်သူတို့ကောင်းမကောင်းသိတဲ့အရာက limited ဖြစ်သွားတာမစားခဲ့ဘူးဆိုရင်ကောင်းမကောင်းဒီထက်ပိုပြီးသူတို့သိမှာဖယားကိုတားရွေ့သူတို့သိမှာနော်ဖယားကိုမသိချင်းဒီကောင်းသောအရာမသိချင်းနဲ့အတူတူဖြစ်တယ်ဒါကြောင့်သူတို့ရွေးချယ်မှုကကောင်းမကောင်းပြောလို့ဉာဏ်ပညာတွေမဟုတ်ပါဘူးနော်သူတို့ငကနဲ့ရှိတဲ့အရာကိုပဲသူတို့သိတာဆိုတော့တကယ်အကောင်းဆုံးဖြစ်တဲ့ဖယားကိုသူတို့သိတဲ့လောက်မသိတော့ဘူးဆိုတော့တကယ်အကောင်းသိရမယ့်အခွင့်အရေးကနေသူတို့ရှုံသွားတယ်သဘောပေါက်လားတော့မသိဘူးနော်ဒီအသိစားလို့လေသူတို့ exercise လို့ဖြစ်တယ်ပြီးရင်ဖယားကဘာပြောသေးလဲဒီအသေးစားရင်မင်းတို့တီမှာတဲ့စားတဲ့နေ့၌တီမယ်လို့မပြောဘူးလားပြောတယ်ဆိုတော့ဒီအသေးစားလိုက်တော့ဘာဖြစ်သွားတယ်လဲသူတို့ကနော်မစားခဲ့ဘူးဆိုရင်တီချင်းဆိုတာမီးတောင်မီးစားမှမဟုတ်ဘူးသူတို့နော်စားလိုက်တော့တီချင်းဆိုတာတိတာတင်မဟုတ်ဘဲနဲ့ personal နဲ့သူတို့ experience သွားတယ်တွေ့ကြုံသွားတယ်နော်မစားရင်မတည်ဖို့ပဲဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့နော်လူသားတွေအားလုံးကျွန်တော်တို့အားလုံးဟာတကယ်တမ်းဆိုရင်ဒီဟာကိုလေ့လာမယ်ဆိုရင်ဖယားစကားနားထောင်မလားနားမထောင်ဘူးလားကျွန်တော်တို့ရဲ့နှလုံးသားနော်လွဲမလားဘယ်မှာသုံးမလဲဒီရွေးချယ်ပိုင်ခွင့်ကြားထဲမှာအသက်ရှင်နေကြတယ်လေမဟုတ်ဘူးလားဘာရွေးရမလဲဆိုတာဆိုတဲ့အကြားထဲမှာပဲကျွန်တော်အသက်ရှင်နေဆိုတော့လူသားအားလုံးကျွန်တော်တို့အားလုံးကဒီလိုနဲ့နော်ဒါဟာကောင်းတယ်မကောင်းဘူးဆလားပိုင်းခြားတာတော့မရှိကြဘူးလားရှိကြတယ်နော်ကောင်းမကောင်းတော့ကျွန်တော်တို့ခွဲခြားတတ်ကြပါတယ်ဒီမှာဥပမာတစ်ခုလေးကျွန်တော်ပြောချင်တယ်အမှောင်ထုထဲမှာဥပမာကကျွန်တော်တို့ကားမောင်းတယ်ကွာနော်ကားမောင်းပြီးဓာတ်ဆီဆိုင်မရောက်ခင်လေးမှာနော်တမိုင်လောက်လိုတယ်ဓာတ်ဆီဆိုင်မရောက်ခင်မှာကားဓာတ်ဆီကုန်သွားတယ်ဆိုတော့ဓာတ်ဆီဝယ်ဖို့အမှောင်ထဲမှာလမ်းလျှောက်နေတယ်ပေါ့ကွာနော်ကျွန်တော်တို့လမ်းလျှောက်တယ်လမ်းလျှောက်တဲ့အချိန်မှာကိုယ့်ရဲ့နောက်ဘက်ကနေလူကောင်ကြီးကြီး၄ယောက်လောက်လာရင်ဘယ်လိုနေမလဲရင်တုံမှာနော်ဒါပေမဲ့အဲ့ဒီလူကောင်ကြီးကြီး၄ယောက်ဟာဖယားเจ้าကနေသူတို့ကျန်းစာကိုပိုက်ပြီးလာတာမြင်ရင်ရင်တုံမလားတုံမှာမဟုတ်ဘူးနော်ကျွန်တော်ပြောချင်တာကကျွန်တော်တို့လူသားတွေဟာကောင်းမကောင်းခွဲခြားနိုင်ပါတယ်သူတို့ကျန်းစာကင်တာမမြင်ရင်တော့ကျွန်တော်တို့ကြောက်ကောင်းကြောက်လိမ့်မယ်ဒါပေမဲ့ကျန်းစာကင်တဲ့လူကောင်၄ယောက်မြင်ရင်အမှောင်ထဲမှာတောင်မှပါလဲသူတို့ကိုအားကိုးမိအောင်ပါဆိုတော့ကျွန်တော်တို့ကဒါဟာကောင်းတယ်မကောင်းဘူးဆိုတာပိုင်းခြားတတ်ကြတယ်ဒါကြောင့်ဒီနေ့မှာသင်ရွေးချယ်ရမယ့်အရာသင်သိပါတယ်တကယ်တမ်းဆိုရင်
မသိဘူးမဟုတ်ဘူးသိပါတယ်ဖယားကိုရွေးမလားကိုယ့်ရဲ့အကြိုက်ကိုရွေးမလားနော်ဖယားကိုကျွန်တော်တို့ရွေးရင်ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းတွေရမယ်ကိုယ့်ရဲ့အကြိုက်ကိုရွေးရင်ရမှာမဟုတ်ဘူးနော်နှစ်ကော6တဲ့ကျွန်တော်အများအားပြောရရဖယားရဲ့ကြီးစုတော်ကိုဗာလဲအကျိုးမဲ့မခံစားနဲ့ဆိုတာဒါပဲလေဖယားရဲ့ကောင်းမြတ်မှုကိုသိပြီးသူ့ကိုပြန်ရွေးတယ်ဆိုရင်အကျိုးရှိဖယားရဲ့ကြီးစုတော်ကိုအကျိုးရှိခံစားတော်သူရဲ့တို့ရဲ့တက်တာ၌လူအကျန်နဲ့မမီတဲ့ငြိမ်သက်ခြင်းတွေနော်စိတ်ချမ်းသာမှုတွေသူတို့ရခဲ့တယ်ဖယားရဲ့ကြီးစုတော်ကိုအကျိုးမဲ့ခံစားတော်သူတွေရဲ့တက်တာကိုတွားကြည့်လိုက်ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေမရှိဘူးရွှေငွေဥစ္စာဘယ်လောက်ပဲရှိသူတို့ငြိမ်သက်ခြင်းတွေရှိတာမဟုတ်ဘူးအခုကမ္ဘာပေါ်မှာရှိတဲ့အချမ်းသာဆုံးသောပုံကိုယ်တွေကိုကြည့်လိုက်သူတို့မှငြိမ်သက်ခြင်းရှိတယ်လို့ဆိုမရှိဘူးနော်ဒါကြောင့်ဖယားစကားကိုကျွန်တော်တို့ရွေ့မလားမရွေ့ဘူးလားဒီနေ့မှာနော်တင်းရဲ့စိတ်မမာစေနဲ့ယုံကြည်သူကျွန်တော်တို့အားလုံးကျွန်တော်တို့စိတ်ကတော်တော်မာသေးတယ်ဂျေဇုတော်ကြောင့်ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းရတော်များလဲပုံတရံပြောင်းလဲခြင်းနဲ့ကျွန်တော်တို့မပြောင်းလဲနိုင်ကြသေးဘူးဘာကြောင့်လဲဆိုရင်ဒီနော်ရွေးချယ်ရတဲ့အရာဖယားရဲ့စကားထက်ကိုယ်စကားကိုကျွန်တော်တို့ကရွေးတယ်ဖယားရဲ့နီလန်းထက်ကျွန်တော်တို့ရဲ့နီလန်းကိုယ့်ရဲ့နီလန်းကိုငါဆိုတဲ့အရာကကျွန်တော်တို့ကိုလွှမ်းမိုးတဲ့အခက်ချိန်မှာပုံတရံပြောင်းလဲတဲ့လောက်ကျွန်တော်တို့မပြောင်းလဲနိုင်ဘူးဟေဘဲအခန်းကြီး3နော်ရှစ်ကိုကျွန်တော်တို့ခဏလေးကြည့်ရအောင်နော်ခိုင်မာသောစိတ်နှလုံးမရှိကြနဲ့တင်တို့အဘများသည်အနှစ်40ပတ်လုံးငါကိုအနေနဲ့စုံစမ်း၍တဲ့အဲ့ဒီမှာကျွန်တော်ဘာတွေ့တယ်လဲဆိုရင်ဟေဘဲကျမ်းစာဆိုတာကဒီဟေဘဲဖတ်ရင်ကျွန်တော်တို့ဓမ္မဟောင်းကိုတာ၍နားလည်မှာပဲဖြစ်တယ်ဒီမှာလဲအခန်းငယ်8မှာနော်အခန်းကြီး3ငယ်8မှာခိုင်မာသောစိတ်မရှိကြနဲ့တင်တို့အဘများသည်လည်းအနှစ်40ပတ်လုံးငါကိုအနေနဲ့စုံစမ်း၍ဒီသူတို့ဟိဘဲစာဖတ်တော်သူတွေထား၌လဲဟိဘဲစာရေးစာကခိုင်မာသောစိတ်မရှိနဲ့ခိုင်မာသောစိတ်ကျွန်တော်ရှိခြင်းအပြင်ဘာအကျိုးရှိတာလဲနော်ဒါကြောင့်ဒီနေ့မှာကျမ်းစာလဲကျွန်တော်တို့ဖတ်တယ်တမန်တရားလဲသင်လာတယ်ဆိုတော့ကျွန်တော်တို့မြင်သည့်အရာကို common sense ပဲတွေ့လို့ရတယ်လေ။အော်တမန်တရားဟာငါအထက်မှန်တယ်ငါစကားထက်မှန်တယ်တမန်တရားဟာနော်ဖယားရဲ့စကားဖြစ်တယ်ပူမှန်တယ်ဆိုတာသိတယ်ဆိုရင်ဘာကြောင့်ကျွန်တော်မလိုက်တာလဲ။ဘာကြောင့်တမန်တရားအတိုင်းမရှောက်နိုင်တာလဲ။နော်ငါဆိုတဲ့အရာကျွန်တော်တို့ရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာကိုယ့်သဘောငါသဘောဆိုတာကိုပဲကျွန်တော်တို့ကအမြဲတမ်းရွေးချယ်လို့ဖြစ်ပါတယ်ဒီနေ့မှာဘုရားစကားကိုကျွန်တော်တို့နားထောင်ဖို့မလိုအပ်ဘူးလားဘာရွေးရမှာလဲနော်ဘာရွေးရမှာလဲအသက်တရားကိုတော့ဒီနေ့မှာတော့ထွေထွေထူးထူးပြောစရာမလိုဘူးထင်တယ်အသက်တရားနဲ့ပတ်သက်ရင်ထာဝရအသက်ကိုတော့ကျွန်တော်တို့ရတယ်ဒါပေမဲ့ခရိယန်အသက်တာ၌ဘုရားစကားကိုကျွန်တော်တို့ရွေးဖို့လိုအပ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်ကဲအငယ်19 20ကိုခဏလေးကြည့်ရအောင်နော်အဲ့မှာဆိုရင်အသက်ရှင်ခြင်းတည်ခြင်းကောင်းခြင်းပေးခြင်းကောင်းချီးပေးခြင်းကျင့်ခြင်းတို့ကိုတင့်ရှိ၌ငါထားသည်ဟုတင့်တပည့်၌ကောင်းကြီးမြေကြီးကောင်းကင်မြေကြီးကိုငါတိုင်တည်တဲ့ဒီမှာတစ်ခုပြန်လာသေးတယ်နော်အသက်ရှင်ခြင်းတည်ခြင်းကောင်းချီးပေးခြင်းကျင့်ခြင်းကိုတင့်ရှိ၌ငါထား၏တဲ့အင်္ဂလိပ်ကျမ်းစာမှာနော်โอเคအတူတူပဲဟုတ်တယ်ဆိုတော့သင်ရှင်၌ငါထားတယ်ခုနကအငယ်15နဲ့မတူဘူးလားတူတယ်နော်ဖယားသခင်ကဒီမှာနောက်တစ်ခါပြန်ပြောတာတွေ့ရတယ်ပြီးတော့အငယ်20ကိုဖတ်ရအောင်တုတ်ဖြစ်၍တင်းနဲ့တင်းအမျိုးအနွယ်ဒီအသက်ရှင်မိအကြောင်းအသက်ရှင်မိအကြောင်းနဲ့၎င်းတင်းဤဖယားသခင်ထာဝရဖယားသခင်ကိုချစ်၍စကားတော်ကိုနားထောင်သဖြင့်အသက်ရှင်ခြင်းအကျိုးအသက်တာရှိခြင်းအကျိုးကိုပေးတော်မူသောကိုယ်တော်ကိုစေကမြေဝဲသဖြင့်အကြောင်းနဲ့၎င်းထာဝရဘုရားသည်သင်၏ဘိုးဘီအာဗြဟံ
Isaac ယာကုပ်တို့အားဂျိန်ဆိုတော်မူသောပြည်၌နေမည်အကြောင်းနှင့်ရှင်သောအသက်တရားကိုရွေးယူလော့ဟုဣသရေလအမျိုးသားအားဟောပြော၏နော်ဒီမှာကဘာကိုရွေးခိုင်းတယ်လဲနော်အခန်းငယ်15ကိုကျွန်တော်တို့ကြည့်တယ်ဆိုရင်တင်ရှိ၌ဗာလဲအသက်ရှင်ခြင်းချမ်းသာခြင်းနဲ့တည်ခြင်းဆင်းရဲတို့ကိုငါတင်ရှိ၌ယနေ့ငါထားတယ်တဲ့အခု20ထဲမှာဆိုရင်အဲ့ဒါကိုဗာလဲအသက်ရှင်ခြင်းတရားကိုရွေးပါနော်15မှာကတော့သူထားတဲ့အကြောင်းဆိုတော့ common sense မရှိတော့အသက်ရှင်ခြင်းကိုမရွေးတတ်လို့ဒီဟာကောင်းတယ်ဆိုပြီးဖခင်ကရွေးခိုင်းတာနော်ဒီနေ့မှာကျွန်တော်တို့ဒီလောက်ကြီးနားဝေးမယ်လို့ကျွန်တော်မထင်ဘူးနော်ဒီလောက်ကြီးနားဝေးမယ်လို့မထင်ဘူးဒါကြောင့်ဒီနေ့ကနေစပြီးဖခင်ရဲ့စကားတမန်တရားကိုကျွန်တော်တာ၍ရွေးကြရအောင်ဖခင်ပေးတဲ့အသက်ကိုတော့ကျွန်တော်တို့ရွေးပြီးပြီဆိုတော့နေ့စဉ်အသက်တာနဲ့အသက်နဲ့ပတ်သက်ပြီးတော့အသက်ရှင်ခြင်း၌ကျွန်တော်တို့ဖခင်ရဲ့စကားကိုနားထောင်ကြရအောင်เนาะမောရှိကဒီမှာကြည့်လေသူပြောတာကအသက်ရှင်ခြင်းကိုရွေးပါမောရှိကပြောတယ်ဒီအသက်ရှင်ခြင်းကိုရွေးတယ်ဆိုရင်ဗာလဲတင်းရဲ့အမျိုးအနွယ်တို့ဗာလဲအသက်ရှင်လိမ့်မယ်ဒီစကားဟာအယမှန်တယ်နော်အခုကျွန်တော်တို့ယုံကြည်သူတွေနော်ကိုယ်တိုင်ကတမာတရား၌တကယ်နေပြီးတမာတရားကိုစွဲတယ်ဖခင်ကိုချစ်တယ်တမာတရားအတိုင်းရှောက်လန်းတယ်ကိုယ့်ရဲ့တက်တာလဲနော်ပြောင်းလဲခြင်းပုံသဏ္ဍာန်ရှိလာတယ်ဆိုရင်ကိုယ့်ရဲ့သားသမီးတွေကလည်းမြင်တယ်နော်သူတို့ပြောင်းလဲနိုင်တယ်အခုစပိတ်တစ်ခုမှာပေါ့နော်ဖခင်ကိုချစ်တော်မိသားစုနဲ့ဖခင်မချစ်တော်မိသားစုမှာဖခင်ကိုချစ်တော်မိသားစုတွေရဲ့သားသမီးက80%ဖခင်ကိုတည်နိုင်တယ်ဖခင်ကိုမချစ်တဲ့သားသမီးတွေကဖခင်တည်နိုင်ခြင်းကရာခိုင်နှုန်းကနည်းနည်းလေးပဲ20လောက်တောင်မှမရှိဘူးအဲ့လိုဖြစ်တာနော်ဒါကြောင့်ဖခင်စကားကျွန်တော်တို့အခုနားထောင်တာကကျွန်တော်တို့အတွက်တည်းမဟုတ်ဘူးသားသမီးတွေအတွက်လည်းဖြစ်တယ်နော်ကြည့်ကြပါကိုယ်အတွက်တည်းမဟုတ်ဘူးသားသမီးအတွက်လည်းဖြစ်တယ်တည်ခြင်းကိုရွေးရင်တော့ကိုယ်ကတည်ခြင်းကိုရွေးပြီဆိုတော့ဘာမှနားမလဲတော့ဘူးအသက်ရှင်ခြင်းကိုရွေးပြီးတမန်တရားကိုသိတယ်ဆိုရင်ကိုယ်တကယ်သိတယ်ဆိုရင်ကိုယ့်ရဲ့သားသမီးတွေကိုလည်းမဖြစ်စေချင်ဘူးလားကျွန်တော်တို့ဖြစ်စေချင်တယ်နော်ဒါကြောင့်မောရှိကဒီမှာအသက်ရှင်ခြင်းကိုအသက်တရားကိုရွေးပါတဲ့မင်းတို့အဲ့ဒါကိုရွေးတယ်ဆိုရင်တင်းနဲ့တင်းအမျိုးနွယ်တွေအသက်ရှင်ရလိမ့်မယ်တဲ့နော်မောရှိကဒီဟာဣသရေလလူမျိုးတွေကိုသူဒီစကားကိုပြောတဲ့အချိန်၌သူ့ရဲ့စကားကိုနားထောင်တော့ generation အတွက်ဒီမဲ့မဟုတ်ဘူးနော်နောင်လာမဲ့ generation အတွက်တွေပါအကျိုးရှိမဲ့စကားဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဖခင်ကိုရွေးပြီလားတော့မဟုတ်ရင်အခြားသောအရာကိုရွေးတာလားဖခင်ကိုကျွန်တော်တို့တကယ်ရွေးမှာပဲကိုယ့်အတွက်ကောင်းတယ်လို့ကိုယ့်ရဲ့သားသမီးတွေအတွက်လည်းကောင်းလာလိမ့်မယ်ဖခင်ကိုလည်းသူတို့တည်လာလိမ့်မယ်ဆိုတာကျွန်တော်ပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့ရွေးတဲ့အချိန်၌ဒီနေ့မှာကယ်တင်ခြင်းအတွက်အသက်တရားကိုကျွန်တော်တို့တကယ်ရွေးပြီးပြီလားနော်ကယ်တင်ခြင်းအတွက်အသက်တရားကိုကျွန်တော်တို့ရွေးပြီးရင်ကျွန်တော်တို့ဒုက္ခရောက်နိုင်တယ်မဟုတ်ဘူးလားစိတ်ပြတ်နိုင်တယ်စိတ်အားငယ်တဲ့အချိန်မှာရောဒီစိတ်အားငယ်ခြင်းစိတ်ပြတ်ခြင်းတွေကကျွန်တော်တို့ကိုဒီတိုင်းပဲဖြစ်မှာလားအဖြစ်မခံနဲ့အဲ့ဒီကြားထဲမှာလဲနှုတ်ကပတ်တမန်တရားဖခင်ရဲ့စကားကိုရွေးလိုက်နော်ဖခင်ရဲ့စကားကိုကျွန်တော်တို့ဘူးရွေးဖို့ဖြစ်တယ်နော်ကျွန်တော်တို့ရုန်းကန်တဲ့အခက်အခဲတွေလူငယ်နဲ့ကျွန်တော်တို့ဖြည့်ရှင်းဖို့မဟုတ်ဘူးဖခင်ရဲ့စကား၌ကျွန်တော်တို့တည်ရင်ဖခင်စကား၌လွတ်မြောက်ခြင်းရှိတယ်ပြီးရင်အယံအော့ဆရာကောင်းတာပဲဘုရားကဘာပြောလဲနော်ယောမ 1:16 မှာနော်တည်င်းကောင်း၌တကူရှိတယ်နော်ဒီတည်င်းကောင်းဟာတကူရှိတယ်တဲ့ဒါကြောင့်တကယ်တည်င်းကောင်းကိုနားလေသဘောပေါက်တကယ်ယုံကြည်တော်သူတွေတက်တာ၌အဲ့ဒီတကူလည်းရှိလာတယ်
ဘာရှိတယ်လဲဆိုရင်ကြည့်ကျွန်တော်တို့ရဲ့စိတ်ပြည့်ခြင်းတွေဒီတရင်ကောင်းထဲ၌ရှိတဲ့တကူကမဖြေဖြောက်စင်နိုင်ဘူးလားဖြေဖြောက်စင်နိုင်တယ်အရက်သမားတယောက်လဲတရင်ကောင်းရဲ့တကူကြောင့်အရက်မဖြတ်နိုင်ဘူးလားဖြတ်နိုင်တယ်နော်လူဆိုးတယောက်လူတတ်သမားကဘာကြောင့်သူ့တငယ်ကဲ့သို့သူ့ရဲ့တက်တာပြောင်းလဲတယ်လေတရင်ကောင်းကြောင့်လေနော်တရင်ကောင်းကြောင့်ဒီအမေရိကန်မှာကျွန်တော်သိတာပဲ gangster ကျွန်တော်မေ့သွားတယ်သူ့နာမည်အဲ့ဒီ gangster တယောက်လဲနော်တရင်ကောင်းကြားလိုက်တာနဲ့ gangster ကနေသူထွက်ပြီးဧဝံဂေလိဆရာကြီးတောင်သူဖြစ်သွားတယ်လေဒါမျိုးတွေဒါကြောင့်တရင်ကောင်းကကျွန်တော်တို့ကိုပြောင်းလဲစေနိုင်သလားဆိုရင်ပြောင်းလဲစေနိုင်တယ်သူ့မှာတကူရှိတယ်ဆိုတာသိဖို့ဒါကြောင့်ကျွန်တော်တို့ဖျားရဲ့စကားကိုနားထောင်ဖို့ဖျားကိုရွေးဖို့ကကယ်တင်ခြင်းအတွက်လည်းဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ခက်ခဲတဲ့ပြဿနာတွေကြားတဲ့ကနေလေနော်ဖျားရဲ့တမန်တရားတရင်ကောင်းကကျွန်တော်တို့ကိုလွတ်မြောက်စေနိုင်တယ်ဆိုတာဒီနေ့မှာကျွန်တော်တို့သိရအောင်နော်ဒီမှာလူတစ်ယောက်အကြောင်းသူ့ရဲ့နာမည်ကတော့အဲ့ဒီစာရေးဆရာကမပြောဘူးသူ့ရဲ့အတင်းသူတရားဟုတ်တယ်အဲ့ဒီစာရေးဆရာကတော့ဘယ်သူလဲဆိုရင် Dwayne L. Christensen တဲ့နော်အဲ့ဒါကဆရာကြီးတယောက်ဖြစ်တယ်နော်သူ့စာကိုလည်းကျွန်တော်မှရှိတယ်သူရေးတဲ့စာမှာကျွန်တော်ဖတ်တာဖြစ်တယ်အဲ့မှာသူ့ရဲ့တင်းသူတယောက်ဘာပြောတယ်လဲဆိုသူ့ရဲ့စင်မှာသူ့စင်မှာလာပြီးဆရာကျမဝန်ခံဆရာရှိတယ်ကျမယောက်ျားကလည်းဒီအကြောင်းမသိဘူးဘယ်သူကမှမပြောဘူးဆရာကိုလည်းမပြောဘူးဒါပေမဲ့ပြဿနာအေးမှပဲအခုဆရာကိုကျွန်တော်လာပြောတယ်ဘာကြောင့်လဲကျမဟာအရန်စိတ်ပြက်တယ်နော်စိတ်အားဖြစ်စီမိုးလဲရတယ်ကိုတတ်တယ်မလို့ထိတောင်ဖြစ်တယ်နော်ကိုတတ်တယ်မလို့တောင်ဖြစ်တယ်တဲ့ဒါပေမဲ့ဒီတရားဟောရာကျမ်းအခန်းကြီး73sorryအခန်းကြီး30အငယ်19တဲ့နော်တိကျပြောမယ်ဆိုရင်အငယ်19ကိုဖတ်လိုက်တော့ကျွန်မပြောင်းလဲသွားတယ်ဒီမှာပြန်လဲကြည့်ရအောင်အသက်ရှင်ခြင်းတည်ခြင်းခေါင်းကြီးပြီးခြင်းကျိန်ခြင်းတင်တို့ရှိ၌ငါထား၏မဟုတ်လားအင်္ဂလိပ်ကျမ်းစာမှာကတော့အဲ့ဒါကိုရွေးဖို့ကအခန်းငယ်19မှာရှိသွားတယ်မြန်မာကျမ်းစာမှာတော့အခန်းငယ်20နောက်ဆုံးမှာရှိသွားတယ်အင်္ဂလိပ်ကျမ်းစာမှာတော့ရွေးလို့ဆိုတာရှိတယ်နော်အဲ့ဒါကိုတရားဟောရာကျမ်းအခန်းကြီး30အငယ်19ဖတ်လိုက်တာနဲ့ကျွန်မသဘောပေါက်သွားပြီဆိုတော့ဖျားကိုသူကရွေးတယ်နော်အသက်ရှင်ခြင်းကိုပဲကျွန်မရွေးလိုက်တယ်တည်ခြင်းသူရွေးသွားတယ်ဆိုရင်သူတတ်တယ်ဖျားမတည်တော့ဘူးဆိုရင်ထာဝရတည်ခြင်း၌လည်းသူရောက်သွားမှာလေဆိုတော့အသက်ရှင်ခြင်းကိုသူရွေးလို့အသက်ရှင်ပြီးဖျားကိုလည်းသူတည်လာတယ်ဒါကြောင့်ဒီတရားဟောရာကျမ်းအခန်းကြီး30ဟာနော်အသက်တရားကိုရွေးဖို့ဖြစ်တဲ့အရာယူမဟုတ်ဘူးကျွန်တော်တို့ရဲ့တက်တာ၌နေ့တိုင်းဆင်ခြင်ကြရအောင်ကိုကတော့အသက်တရားရွေးပြီးပြီဒါပေမဲ့ခရိယာအသက်တာနေ့အစဉ်အသက်ရှင်တဲ့အချိန်၌လည်းဘုရားစကားကိုပဲဆက်လက်ပြီးကျွန်တော်တို့နာခံဖို့ရွေးဖို့ဖြစ်တယ်ကိုယ့်အလိုကိုထားဖို့ဖြစ်တယ်ပြီးရင်ကိုယ်တိုင်ကနားလေသဘောပေါက်လာပြီဆိုတော့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းမောရှိကဣသရေလလူမျိုးတွေကိုရွေးပါအသက်ရှင်ခြင်းတရားကိုရွေးပါလို့ပြောတဲ့အတိုင်းကျွန်တော်တို့ကလည်းသူတစ်ပါးတွေကိုတွားပြောဖို့ဖြစ်တယ်အသက်ရှင်ခြင်းကျွန်တော်ရွေးလိုက်ရင်ဒီခန္ဓာကိုယ်အတွက်တည်းမဟုတ်ဘူးဝိညာဉ်အတွက်ပါဖြစ်တယ်ဆိုတာကျွန်တော်တို့သိဖို့အခု common sense မရှိလို့နားမလည်နိုင်လို့ပြီးတော့တစ်ဖက်မှာစာတမန်နာကလည်းဒီအကြောင်းကိုဘယ်သူ့ကိုမှနားလည်စေချင်ဘူးလေသူကဒါကြောင့်ဉာဏ်မျက်စိကိုသူကပိတ်နေတာဒါကိုကျွန်တော်ဒီနေ့မှာဒီတရင်ကောင်းသိလာပြီဆိုရင်ကိုရွေးတဲ့အသက်တရားကိုကရွေးလို့ရတဲ့အသက်တရားသူတစ်ပါးကိုမရစေချင်ဘူးလားနော်ရစေချင်ပါလေဒါကြောင့်အသက်တရားကိုကျွန်တော်တို့ရွေးကြရအောင်လို့နော်ဒါကြောင့်ဖခင်ရဲ့စကားအမြဲတမ်းကျွန်တော်တို့ရွေးချယ်ဖို့လိုအပ်တယ်ဆိုတာ
ဒီနေ့မှာကျွန်တော်ပြောချင်တယ်နောက်ဆုံးမှာနည်းနည်းလေးနဲ့ပေါ့နော်လူ2ယောက်အကြောင်းရှင်းကြည့်ခြင်းတယ်ကျမ်းစာထဲမှာဖျားစကားနာထောင်တော်သူနဲ့ကိုယ်အလိုတိုင်းလျှောက်တော်သူအားလုံးသိတဲ့အတိုင်းယောရှုနဲ့လောတနော်သူတို့2ယောက်ကိုနှိုင်းယှဉ်လိုက်ကျေးဇူးတော်တည်တည်ခံကြတယ်နောက်ဆုံးတော့ယောရှုကဘာကိုရွေးတာလဲနော်သူကဘာလဲဖယားငါနဲ့ငါမိသားစုကတော့ဘာပြောလဲသူဖယားရဲ့အမှုတော်၌ပဲပါပဲငါနဲ့ငါအိမ်သားကတော့ထာဝရဘုရားကိုသာဝတ်ပြုမယ်နော်ယောရှုကတော့ဘုရားကိုရွေးလိုက်လောတကဘာရွေးသွားတယ်လဲဘုရားမရှိတဲ့နေရာရွေးတယ်ဒါကြောင့်ကျွန်တော်တို့ကရွေးချယ်ပိုင်ခွင့်ရှိတယ်ယုံကြည်သူဖြစ်ပြီးနောက်နိုင်လဲနော်ဒီနေ့မှာပူပြီးအရေးကြီးတာကကျွန်တော်တို့အတွက်ဆိုရင်ကျွန်တော်တို့ကကယ်တင်ခြင်းရတော့သူမရတော့သူဆိုရင်အသက်ကိုလည်းရွေးဖို့လိုသေးတယ်အသက်ကိုရွေးပြီးနောက်တမန်တရားကိုလည်းနေ့စဉ်သက်တာ၌ရွေးဖို့လိုတယ်ကယ်တင်ခြင်းကျွန်တော်တို့ရပြီးတော့ဘုရားသားသမီးလို့ကိုနော်တည်တော်သူတွေဘုရားသားသမီးဖြစ်တော်သူတွေနေ့စဉ်သက်တာ၌ကျွန်တော်တို့ဘာကိုရွေးရမှာလဲကိုရဲ့အလိုလားတော့မဟုတ်ရင်ဘုရားအလိုလားရွေးချယ်ဖို့ဆိုတာကကျွန်တော်တို့တည်တဲ့အထိရွေးချယ်ဖို့ဆိုတာရှိမှာဘယ်တော့မှပြည့်ပြတ်မှာမဟုတ်ဘူးတခုမဟုတ်ရင်တခုအမြဲတမ်းရွေးချယ်ဖို့လိုမယ်ဒါကြောင့်ဒီမှာကျွန်တော်တို့ဘုရားကိုပဲရွေးရအောင်လောတာလည်းတကယ်တမ်းဆိုဘုရားမသိဘူးလားသိတာပေါ့ဟိဘဲအခန်းကြီး7ထဲမှာလောတာကိုဘယ်လိုခေါ်တယ်လဲဖြောင်းမတော်သူနော်ဒါကြောင့်ဒီခက်စကားနဲ့ပြောပဲဆိုရင်လောတာလည်းကယ်တင်ခြင်းရတဲ့သူတည်းရပဲဒါပေမဲ့ तू ရွေးတဲ့နေရာဘာဖြစ်သွားလဲမှားသွားတယ်လေသူလူမျက်စိနဲ့ကြည့်ပြီးကောင်းတဲ့နေရာကိုသွားရွေးလိုက်တော့เนาะကျွန်တော်တို့ဖတ်ချင်တယ်ဆိုရင်ကပ္ပဦးကျမ်းခန်းကြီး73မှာเนาะလောတာကြောင်းရှိတယ်လူမျက်စိမှာကြည့်လိုက်ပြီးဒါပူကောင်းတယ်ဆိုပြီးရွေးလိုက်တော့ဘာဖြစ်သွားလဲနောက်ဆုံးတော့ဘဝပြတ်သွားတယ်လीเนาะအလုံးသိတယ်ဒါကြောင့်ယောရှုရွေးတယ်လို့ရွေးရမှာလားတော့မဟုတ်ရင်လောတာကျွန်တော်တို့မှာရွေးချယ်ပိုင်ခွင့်ရှိတယ်ဘုရားကကျွန်တော်တို့ကိုဒါရွေးပါဆိုပြီးအတင်းမပြောဘူးမောရှေကတော့ဣသရေလလူမျိုးတွေကိုအသက်ရွေးပါတယ်ပြောတယ်ဒီနေ့မှာလဲကျွန်တော်တို့เนาะဘုရားကျောင်း၌လာခြင်းအဖြစ်เนาะတရားဟောဆရာတွေဟောပြောခြင်းအဖြစ်အသက်ကိုရွေးဖို့ကျွန်တော်တို့တည်တယ်เนาะတမန်တရားကိုရွေးဖို့ကျွန်တော်တို့တည်တယ်เนาะကောင်းသောအမှုကိုပြုဖို့လဲကျွန်တော်တို့တည်တယ်ကျွန်တော်တို့ဘာလုပ်မလဲเนาะ Zoom ၌เนาะစံစာတင်မယ်ဆိုတာကျွန်တော်သိတယ်ပါမလားမပါဘူးလားဘယ်သူသဘောလဲကုသဘောပဲကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်ပဲဖြစ်တယ်ပြီးတော့စံစာဖတ်မယ်မဖတ်ဘူးဆူတောင်းမယ်မတောင်းဘူးဘယ်သူသဘောမှမဟုတ်ဘူးကိုယ့်သဘောပဲဖြစ်တယ်ဒါကြောင့်အရာတိုင်းကျွန်တော်တို့ရွေးတဲ့အချိန်၌เนาะဖခင်အလိုတော်ကိုရွေးကြရအောင်ဒါကြောင့်ဒီနေ့မှာနောက်ဆုံးပြောချင်တာကတတ္တိရှိစွာနဲ့เนาะတတ္တိရှိစွာနဲ့ဖခင်ကိုရွေးချယ်ပါနော်တတ္တိရှိစွာနဲ့ဖခင်ကိုရွေးချယ်ပါဘာမဆိုမနိုင်ဖခင်ကိုပဲရွေးချယ်ပါအဲ့လိုပြုတယ်ဆိုရင်ဖခင်ကတည်တယ်ဖခင်ကကျွန်တော်တို့ကိုထက်ခဲတယ်သူရဲ့အလိုတော်တိုင်းကျွန်တော်တို့ကိုသူကပြုစုသွားမယ်လိုအပ်ရင်ကောင်းချီလဲသူပေးမယ်ဆိုတာဒါကြောင့်နေ့စဉ်၌ရွေးချယ်ပိုင်ခွင့်၌ဖခင်ကိုရွေးခြင်းသည်အကြီးမြတ်ဆုံးသောရွေးချယ်ခြင်းဖြစ်တယ်အဲ့ဒါယနေ့တင်သူ့ကိုရွေးနိုင်ပါတယ်ဆိုတာပေါ့နော်ပြောချင်တယ်အရောက်တိုင်းဘုရားကောင်းချီးပေးပါစေအာမင်